ဆယ်နှစ်ရာစုကအင်္ဂလန်နိုင်ငံဆတ်ဖော့ပြည်နယ်ရဲ့ကောက်ရိပ်သိမ်းချိန်တစ်ခုမှာအသားအရည်အစိမ်းရောင်ရှိတဲ့ကလေးနှစ်ယောက်ပေါ်လာခဲ့တယ်။သူတို့ဟာမြေအောက်နှစ်ပိုင်းကနေထွက်လာခဲ့တာဖြစ်ပြီးဘယ်သူမှနားမလည်နိုင်တဲ့ဘာသာစကားတစ်ခုကိုပြောဆိုကြပါတယ်။ကြောက်လန့်တုန်လှုပ်သွားတဲ့ရွာသားတွေဟာအဲ့ဒီမောင်နှမနှစ်ယောက်ကိုကြမ်းတမ်းတဲ့သိုးမွေးဆောင်တွေနဲ့ပတ်ပြီးချုပ်နှောင်ခဲ့ကြတယ်။ဒါပေမဲ့အပြင်ပတ်ဝန်းကျင်နဲ့ပုံမှန်စားစာတွေကြောင့်အကိုဖြစ်သူဟာမကြခင်မှာပဲအားရင်ကုန်ခန်းပြီးတေဆုံးသွားခဲ့တယ်။ညီမဖြစ်သူကတော့မြေပြင်ပေါ်ကလူသားတွေရဲ့ဘဝနဲ့လိုက်ရောညီထွေဖြစ်အောင်နေထိုင်ရင်းရှင်သန်ခဲ့ပါတယ်။အချိန်တွေကြာလာပြီးနောက်သူမရဲ့အစိမ်းရောင်သားရည်ဟာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။သူမပြန်ပြောပြတာကတော့သူတို့ဟာနေ့နဲ့ညခွဲခြားခြင်းမရှိတဲ့မြေအောက်ကဘာတစ်ခုကနေလာခဲ့ကြတာပါ။အဲ့ဒီခေတ်ကတမိုင်းပြုစုသူတွေဟာဒီအဖြစ်အပျက်ကိုထိတ်လန့်စဖွယ်ဖြစ်ရတစ်ခုအနေနဲ့မှတ်တမ်းတင်ထားခဲ့ကြတယ်။နောက်ပိုင်းတမိုင်းပညာရှင်တွေကတော့ဒါဟာယောဂတစ်ခုခုကြောင့်ဒါမှမဟုတ်ဓာတုပစ္စည်းတွေနဲ့ထိတွေ့မိလို့ဖြစ်ရတာလို့ယူဆကြပါတယ်။တချို့ကလည်းသူတို့ဟာဒေတာတွင်းစစ်ပွဲတန်းကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့ဖလန်ဒါစ်ကမိဘမဲ့ကလေးတွေလိုတွေးဆကြပြန်တယ်။အတော်များများကတော့ဒီဖြစ်ရပ်ကိုအလဲခေတ်ရဲ့ဒဏ္ဍာရီပုံမြင်တွေကတစ်ခုအနေနဲ့ပဲသတ်မှတ်လိုက်ကြတယ်။သူတို့ဟာတကယ်ပဲမြေအောက်ကဘာတစ်ခုကလာတာလား။ဒါမှမဟုတ်အထင်အမြင်လွဲမှားခဲ့ကြတဲ့အဖြစ်အပျက်တစ်ခုသက်သက်ပဲလား။ကြံရစ်ခဲ့တဲ့မှတ်တမ်းဟောင်းတွေကတော့တေချာရည်ရတဲ့အဖြေကိုမပေးနိုင်ခဲ့ပါဘူး။ခေတ်သစ်သိပ္ပံနည်းကျစမ်းစစ်မှုတွေကလည်းတကယ်အဖြစ်မှန်တဲ့ဒဏ္ဍာရီကိုဒီနေ့အထိတဲတဲကွဲကွဲမခွဲခြားနိုင်သေးပါဘူး။ဒီလိုနဲ့ပဲအင်္ဂလန်နိုင်ငံရဲ့အလဲခေတ်သမိုင်းမှတ်တမ်းတွေထဲမှာတော့ဒီဖြစ်ရပ်ဟာစမ်းကြယ်တဲ့ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကျန်ရှိနေပါတော့တယ်။